ဖိလစ်ပိုင်နိုင်ငံသဲထိပ်ရင်ပိုဖြစ်ရက်မှန်ကမ္ဘာကင်းနှစ်မှတ်တမ်းဝင်အကြီးဆုံးမြစ်ချောင်းကြီးအကြောင်းကိုတိုင်းလွယ်ဝမှရှာဖွေတင်ဆက်ပေးပါမယ်နော်ရှင်ဖိလစ်ပိုင်နိုင်ငံအကူဆန်စိန့်တော်ကြီးအတွင်းမောင်းမြစ်ကြီးနဲ့အတူထိုနေ့ညတွင်းမှာပဲမိုးများသည့်ထန်စွာနဲ့ရွာသွန်းနေခဲ့တယ်အဲ့ဒီဒေသတွင်မှာမြစ်ချောင်းအင်းအိုင်လေးတွေအလွန်ပေါများတဲ့ဒေသဖြစ်ပြီးတော့ထိုမြစ်ရေကြီးကိုပဲဒေသခံအများစုဟာအမိပြုလုပ်ကင်စားတောက်ပြီးနေထိုင်ကြရပါတယ်ရှင်။ကံကြမ္မာဆိုးသောနေ့တစ်နေ့ရောက်ခဲ့သောမြစ်ချောင်းအတွင်းရေပြင်ထက်ကလေငယ်လေးအစင်းဟာကျွဲတကောင်ကိုတင်ဆောင်ပြီးတော့ပုံမှန်ရှိန်ထိန်ပြီးဖြင်းညင်းစွာနဲ့ရေစံတိုင်းတရွေ့ရွေ့ခီးနေခဲ့တယ်။ထိုအချိန်ရုတ်တရက်ရေလိုင်းများမှထူးဆန်းစွာလှုပ်ခတ်လာပြီးလေဝန်းကိုဝုန်းဟုကျဲလောင်သောတိုက်ခတ်အတန်နဲ့ကျွဲကြီးတကောင်လုံးကိုမဲမဲရာကြီးမှရေထဲသို့လျင်မြန်စွာဆွဲချခြင်းခံလိုက်ရပါတော့တယ်။ထိုဖြစ်ပျက်အဖြစ်ပြီးရနေငယ်တွင်ဖြက်ခနဲအမောင်ကြီးကိုဖြိုခွဲလိုက်သောတိမ်တိုက်များကြားမှလျက်စီမိုးကြိုးအလင်းကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးထိန်ထိန်လင်းသွားတဲ့အခိုက်မှာပဲအမောင်တဲကလေးပြင်ပေါ်တွင်မဲမဲရာကြီးတစ်ခုဟာတဖြည်းဖြည်းမြစ်ဘေးမှကျွဲနွားများပြီးခြံခတ်ထားသောတဲနေရာကိုတရွေ့ရွေ့ချီကပ်လာပြီးထိုမဲမဲအရာကြောင့်မြစ်ဘေးခြံတွင်မှကျွဲနွားများဟာရုံရင်ဆန်ခတ်အော်ဟစ်တန်ကြောင့်မြစ်တလျှောက်ဆူညံ့နေလေတော့သည်ထိုအချိန်တွင်ခြံဆောင်အဖိုးကြီးဟာတမီတလက်နဲ့ဟိုဟိုဒီဒီမီထုံးရှာရင်ဝူလူဝါဝါအတန်ဘေးက6လန့်အတန်ဘေးနေရင်အဖိုးကြီးရေပြင်မှမဲမဲအရာကိုမြင်လေသောအခါဘားဆက်ဟောင်းသားနှင့်ထိတ်လန့်ပြီးထိုမဲမဲအရာကြီးကိုဒီအတိုင်းရက်ပြီးကြည့်နေတော့ခဲ့သည်တခဏတွင်းမှာပဲမြည်ရဲသောမျက်လုံးတစုံဟာကျွဲနွားများပဲကြည့်နေရမှအဖိုးကြီးစီကိုအကြည့်ပြောင်းသွားကဒေါသတကြီးပုံစံကြည့်ရင်းနဲ့တဖြည်းဖြည်းရေအောက်တွင်းသို့ငုတ်လို့ပျောက်ကွယ်သွားတော့ခြံဆောင်အဖိုးကြီးမှသူကြုံတွေခဲ့သောထိုကြီးမားသောမျက်လုံးတစုံညက်ဖြစ်အပြက်အကြောင်းကိုဖိလစ်ပိုင်တနိုင်ငံလုံးတမတ်ဟုတ်ချင်းသိရှိသွားလေတော့သည်လူသူအိမ်မောကြတဲ့ချိန်မြစ်ကြောင်းကြီးတစ်လျှောက်ရွာထဲကလူတိုင်းအသက်ရှူတန်ကြတဲ့အထီးတိတ်ဆိတ်စွာနားဆွနေကြတော့သည်ထိုအချိန်တွင်မှမြစ်တွင်းထဲမှဝုံအဟုကျဲလောင်တဲ့အမဲလိုက်တန်နဲ့အတူရေထဲမှသားရိုင်းကြီးတို့လုံးထွေးတက်ပုတ်တဲ့အတန်များကြောင့်ငိမ်သက်တဲ့ပတ်ဝန်းကျင်ကြီးတစ်ခုလုံးပွက်လောတိုက်သွားလေတော့သည်တအောင်ခန့်ကြသောလေအေးနဲ့အတူစိန်ရှက်ရှက်လိုသွေးနဲ့များပြန့်လွင့်လာပြီးတဲ့နောက်မိုးလင်းတဲ့အချိန်ထိငိမ်သက်သွားပြန်သည်ဒီနေ့သောခါတွင်တန်ငါသည်တယောက်ဟာမနက်ခင်းသူပုံမှန်ရက်တိုင်းလိုလေဖြင့်